အားလုံးမင်္ဂလာပါဒီနေ့ကတော့မြင့်ချင်တဲ့ဝတ်သားလေးနဲ့ချက်မှာဖြစ်ပါတယ်လုံးကြီးချက်မှာပါဝတ်သားလေးထည့်ချပါမယ်မြင့်ချင်လေးထည့်ပါမယ်စီတက်ပြီးချက်လိုက်ရတာပေါ့နော်စက်သွဖြူနီလေးထောင်းထားတာထည့်ပါမယ်ရနမလေးနည်းနည်းထည့်ပါမယ်စနမလေးနည်းနည်းထည့်ပါတယ်နင်းပြိုင်လေးနည်းနည်းထည့်မယ်မြင့်ချင်မှာအနန္တရှိတော့စားရုံထည့်ချိုးလေးနည်းနည်းထည့်ပါတယ်ပြီးလို့ရှိရင်ကြံညုပ်ပဲစီလေးပေါ့နော်ပဲစီအထက်လေးနည်းနည်းထည့်ပါတယ်အရောင်လေးလူချင်းစီလေးထည့်ပါမယ်စီလေးတက်ပြီးထည့်လိုက်ရလုံးကြီးထည့်လိုက်ရပါတယ်မဆလာကြိုက်ရင်မဆလာလေးထည့်ပါမယ်မဆလာလေးထည့်ချက်လိုက်ရအသားမုတ်လေးနည်းနည်းထည့်ပါမယ်ဖြစ်ချင်အဒီနေလေးပေါ့နော်လုံးအောင်စီလေးပြန်လာလို့ရှိရင်ဒီလေးထည့်ချပါမယ်ဝတ်သားလေးရောမြင့်ချင်လေးရောနှူးအောင်နိုင်ဝက်လောက်တည်းထားပါမယ်ဒီထည့်ချပါမြင့်ချင်တဲ့ဝတ်သားစားလို့အရင်ကောင်းတယ်မြင့်ချင်တဲ့ဝတ်သားဟင်းလေးရတော့ရပါပြီရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်